ရေနန်းတော်ကြီးဖြစ်ပါတယ် ဒါပေါ်ရမယ့်ဟာရွှေရှေးအောင်ထဲမှာပါတယ် ဟောရှေးရောက်နေမှာပါတယ် ဒါပါ ဟောဒီမှာပါရေနန်းတော်ကြီးပါတဲ့ အောက်ထဲမှာကြံသေးတယ် အောက်ထဲမှာကြံနေပါသေးရဲ့ ဒီဘက်ထိပဲဒီမှာဒီရှားလေးတော့တော့မဒီဒီပဲဟုတ်ဒီဟုတ်ပါ ဒါပေါက်တယ်ဒီဘက်မှာ ဟုတ်ဟုတ် ဒီကြီးထဲမှာမြုပ်နေတာနော် ဟုတ်ပါ ခဏ အားဖော်မှာလေ အဲ့ပေါ်မယ်လို့ပြောတာပဲဒါကြီးပေါ်မှာတယ်အဲ့ဒါနန်းတောင်လိုမယ်နုလိုဟာမျိုးကြီးဖြစ်သွား ဟောဒီမှာကြည့်ကြပါဗျာရေနန်းတော်အဆောင်ကြီးပေါ့ တယ်ဒီမှာဒီရောတာဒါကြီးနန်းတော့ ဒါလေးအဲ့ဒါတော်တော်ဖွားမှာနော် ပေါ်မှာဒါကျွန်တော်ဒီသက်ခုမှမြင်ဘူးလေရေနန်းတော်အဲ့ကြားတာကြားဘူးတခါမှမြင်ဘူးဘယ်နားမှမြင်မသိဒါခုပေါ်လာတာအောက်ထဲမှာကြံသေးတယ်ဒီမှာဒါဟွာတွေတိုင်နေမထားတိုင်နေ ဟုတ်တယ် တိုင်တနက် အော်ဒီဘက်ပဲလိန်နေပါဘာလို့ကိုင်းနော် အရှိကြီးပဲမဟုတ်ဘူးဟိုဘက်ထိပဲ ဟောဟုတ်ပါဒီ ဟုတ်တယ်ဟိုဘက်ထိ ဟိုကနေရှေ့ ရားနေတော့ ဒုံလေးသွားကြည့် ဒီတောင်းချောက်ဒီမှာ ပြောပြဒုံလေးကြည့် ဒီမှာနေဟိုမှာဟိုရှည်တဲ့လာ ဟောဟုတ်တယ် တော်တော်လေးမဟုတ်ဘူးဟိုထိတ်ကြီးပဲ ဟိုရှေ့လိုက်ပါလားရှေ့နားထီ